လာမှာဘက်စီ TV ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဘက်စီပရိသတ်ကြီးဖူးစာရှင်ဆိုတဲ့စကားလုံးကြားပူးကြမှာပါ။ကိုယ့်ရဲ့ဖူးစာရှင်နဲ့ဘယ်နေရာပဲချိန်မှာတွေ့မလဲဆိုတာတော့ဘလို့မှမှန်လို့မရပါဘူး။ဒါပေမဲ့ကိုယ့်ရဲ့ဖူးစာရှင်လို့မှတ်ထင်ရတဲ့ချက်တွေကတော့တွေ့ချင်းသူနဲ့တွေ့ဘူးလို့ခံစားရတယ်။သူ့ပုံကိုအဝေးကကြည့်ရတာတိတ်မကြိုက်ပေမဲ့ကိုယ့်ရဲ့အရှိမတွေ့လိုက်ရတဲ့အချိန်မှာတော့သူ့ကိုအရင်ကတွေ့ဘူးလို့ခံစားရတယ်။နံပါတ်နဲ့သူ့ရဲ့သတင်းတွေကခဏခဏဝင်လာတယ်။သူ့ရဲ့မကောင်းတဲ့ကောင်းတဲ့တွေကသူ့အလိုလိုကိုယ့်စီကိုရောက်လာတယ်။ပထမတော့ထူးဆန်းနေပေမဲ့သူ့ကိုတတိထားမိသလိုဖြစ်လာတယ်။နံပါတ်3မထင်မဲ့ပဲခဏခဏတွေ့တတ်တယ်။သူ့စားပြီးတွေ့တဲ့ချိန်တော့လုံးဝစိတ်ဝင်စားခဲ့ပါဘူး။နောက်နေ့အလုံးမှာကိုနဲ့ပတ်သက်နေတဲ့ကုမ္ပဏီကလူနဲ့တူသူကရောက်လာတယ်။မထင်မဲ့ပဲတွေ့လိုက်ရတော့စိတ်ထဲမှာအယမ်းပျော်သွားတာအမှန်ပါ။နံပါတ်4ဘဝရဲ့အဆိုးဆုံးချိန်မှာ तू ကပေါ်လာတယ်။ကိုယ့်ရဲ့ဘဝအခြေအနေအဆိုးဆုံးချိန်မှာကိုယ့်ဘဝကိုဘယ်လိုရှေ့ဆက်ရှောက်မလဲဆိုတာကိုစဉ်းစားပြီးစိတ်ညစ်နေတဲ့အချိန်မှာသူ့ရဲ့ကူညီမှုကိုရလိုက်တယ်။အချက်လေးတွေကတော့ဖူးစားရှင်နဲ့တွေ့ခံစားမိတဲ့အချက်လေးတွေပါပဲ။ခုလိုစိတ်ဝင်စားဖွယ်ရာအခြေအကျမ်းမာရေးနဲ့တခြားအကြောင်းအရာတွေမယူနိုင်အောင်တက်ဆက်ပေးနေတဲ့ Basic TV ကို Facebook တင်မကပဲ YouTube မှာလည်းစောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါရနော်။